بسم الله الرحمن الرحيم الحمد لله والصلاة والسلام على رسول الله جنوني الأصول الثلاثة سورة توحيد ساوغو تنجاني جانا بشدة تنيوليلا نجانا بشبارة دي ساوغارو الشيخ محمد بن عبد الوهاب سورة بنياشينجي يدا بيوزو غير ساو بشبارة دي ما مسلم دياو نيني ما بشمني تي دين إسلامية تشميتيا توماغوရှင်းလင်းတင်ပြထားတာဖြစ်ပါတယ်။ဒါကျွန်တော်တို့အလွယ်မှတ်နိုင်တဲ့နည်းကတော့ကျွန်တော်သင်ခန်းစာတိုင်းမှာပြောလို့ရှိပါတယ်။ကျွန်တော်တို့ကဘာတဲမှာမေးခံရမယ်မေးခွန်း၃ခုကိုကျွန်တော်တို့သိပြီဆိုလို့ရှိရင်ဒီအခြေမြတ်တရား၃ပါးဆိုတာကကဘာတဲမှာမေးခံရမယ်မေးခွန်း၃ခုပဲဖြစ်ပါတယ်။သင်အရှင်သခင်ကဘာတူလဲ။သင်ရဲ့သာသနာကဘာလဲ။သင်ရဲ့တမန်တော်ကဘာတူလဲ။အဲ့တော့ပထမအခြေမြတ်တရားကျွန်တော်တို့သင်အရှင်သခင်ကဘာတူလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှေ့သင်ခန်းစာတွေမှာကျွန်တော်တို့လေ့လာခဲ့ပြီးပါပြီအခုသင်သာသနာပါလဲအစ္စလာမ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်သင်ခန်းစာ9မှာပြောပြခဲ့ပြီးဖြစ်ပါတယ်အဲ့တော့အစ္စလာမ်အဆင့်တွေရှိတယ်အစ္စလာမ်ရဲ့အဆင့်3ဆင့်ရှေ့မှာကျွန်တော်အနေနဲ့ပြောပြခဲ့တဲ့အစ္စလာမ်ရဲ့အီမန်ရဲ့အဟ်ဆန်ရဲ့အဲ့တော့ဒီအဆင့်တိုင်းမှာလည်းမန်တိုင်းတွေရှိပါတယ်အစ္စလာမ်မှာမန်တိုင်း5ခုရှိတယ်တမန်တော်ဆလ္လာလဟ်အလัยဟိဝါစလမ်ကဟာဒီသ်တော်ထဲမှာမိန့်တော်မူထားပါတယ်အစ္စလာမ်ကအဆောက်အဦတစ်လုံးနဲ့ပမာပေးပြီးတော့မှတမန်တော်ဆလ္လာလဟ်အလัยဟိဝါစလမ်ကဟာဒီသ်တော်မှာမိန့်ကြားထားပါတယ်အဲ့တော့အစ္စလာမ်ကဒီအစ္စလာမ်ဆိုတဲ့အဆောက်အဦကမန်နိုင်၅ခုပေါ်မှာတည်ဆောက်ထားတာဖြစ်တယ်နံပါတ်1မန်နိုင်ကတော့တသက်ခံခြင်းအလ္လာဟ်ရှင်တပါးဒီကိုပဲခက်ဝကိုးကွယ်ရမယ်ခက်ဝကိုးကွယ်မှုကအလ္လာဟ်တပါးဒီတဲ့ပဲထိုက်တန်တယ်အခြားမိတိအရာကမျှခက်ဝကိုးကွယ်မှုကိုမထိုက်တန်ဘူးဆိုတာကိုကျွန်တော်တို့နဲ့တသက်ခံတယ်ဒါကတော့အစ္စလာမ်ရဲ့မန်နိုင်၅ခုတည်းကနံပါတ်1မန်နိုင်ဖြစ်ပါတယ်အဲ့တော့ဒီနံပါတ်1မန်နိုင်မှာကျွန်တော်တို့အနေနဲ့တသက်ခံခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့အလောရှင်မြတ်ကကုရ်အာန်ကျမ်းတော်မြတ်ထဲမှာမိန့်တော်မူထားတာရှိပါတယ်ဒါကတော့ကျွန်တော်တို့ဆူရာအလီအင်မရန်ရဲ့အာယတ်နံပါတ်18အလ္လာဟ်ရှင်မိန့်တော်မူပါတယ်ရှာဟီဒ်အလ္လာဟူအန်နဟူလာအီလာဟ်အီလာဟူတော့ရှာဟီဒ်အလ္လာဟ်ရှာဟီဒါဆိုတာတသက်ခံတယ်အလ္လာဟ်ကိုရောတိုင်းရှာဟီဒ်အလ္လာဟူအလ္လာဟ်ကိုရောတိုင်းတသက်ခံတယ်တဲ့အန်နဟူလာအီလာဟ်အီလာဟူအလိုရှင်မြတ်ကလွဲပြီးတော့မှခက်ဝကိုးကွယ်မှုကိုဘယ်သူမှခံတတ်ခြင်းမရှိဘူးဆိုတာကိုအလ္လာဟ်ကိုယ်တိုင်တသက်ခံတော်မူတယ်ဝလ်မလာအီကာအဲ့လိုပဲတဲ့ကောင်းကင်တမန်တွေကလည်းပဲတသက်ခံကြတယ်အလ္လာဟ်ရှင်တပါးတည်းကပဲခက်ဝကိုးကွယ်မှုကိုခံထိုက်တယ်အခြားဘယ်သူကမှခက်ဝကိုးကွယ်မှုကိုခံတတ်ခြင်းမရှိဘူးအလ္လာဟ်ကိုယ်တိုင်တသက်ခံတယ်ကောင်းကင်တမန်တွေဟာတသက်ခံကြတယ်ဝအူလူလ်အလ်ပညာရှင်တွေကလည်းပဲတသက်ခံကြတယ်ပညာရှင်ဆိုတာရှရီယတ်နဲ့ပတ်သက်တဲ့ပညာရှင်တွေဖြစ်တယ်သာသနာကိုတည်ကျွမ်းတဲ့ပညာရှင်တွေဖြစ်တယ်နဗီအမ်ဘီယာတွေရဆူလ်တွေအဲ့လိုနဗီအမ်ဘီယာတွေနဲ့ရဆူလ်နောက်လိုက်တဲ့ပုဂ္ဂိုလ်တွေအားလုံးဟာဒီထဲမှာအကျုံးဝင်ကြပါတယ်ကျွန်တော်တို့အားလုံးဟာတသက်ခံကြတယ်အလ္လာဟ်ရှင်တပါးဒီကပဲခက်ဝတ်ကိုးကွယ်မှုကိုခံထိုက်တော်မူတော်ရှင်ဖြစ်တယ်ခက်ဝတ်ကိုးကွယ်မှုကိုအခြားဘသူကမှခံထိုက်ခြင်းမရှိဘူးအော်အီမန်ဘီလ်ကစ္စတအလိုရှင်မြတ်ကတရားမျှတစွာစီမံအုပ်ချုပ်တော်မူတယ်အလိုရှင်မြတ်ရဲ့အမိန့်တော်တွေဟာတရားမျှတတယ်အလိုရှင်မြတ်ရဲ့ဆုံးဖြတ်မှုတွေဟာတရားမျှတတယ်အလိုရှင်မြတ်ရဲ့အုပ်ချုပ်မှုကလည်းတရားမျှတတယ်အလိုရှင်မြတ်ကတရားမျှတတော်မူသောအရှင်ဖြစ်ပါတယ်လာအီလာဟာအီလာဟူလာအီလာဟာအီလာဟူထပ်ပြီးတော့မှဒီအာယတ်ထဲမှာအလ္လာဟ်ရှင်မိန့်တော်မူတာဖြစ်တယ်ဒီစကားပဲလာအီလာဟာအီလာဟူအလိုရှင်မြတ်ကလွဲပြီးတော့မှခက်ဝကိုးကွယ်မှုကိုဘယ်သူမှမခံထိုက်ဘူးအလိုရှင်မြတ်ကပဲခက်ဝကိုးကွယ်မှုခံထိုက်တယ်အလ်အဇီဇ်အလ်ဟကီမ်ဒီအာယတ်တော်ထဲမှာအလိုရှင်မြတ်ကဂုဏ်တော်နာမတော်နှစ်ပါးနဲ့အဆုံးသတ်ထားပါတယ်အလ်အဇီဇ်အလ်ဟကီမ်အလ်အဇီဇ်ဆိုတာကအလွန်အင်အားကြီးတော်မူသောအရှင်လို့ဆိုလိုတာဖြစ်ပါအလိုရှင်မြတ်ကအလွန်ကိုအင်အားကြီးတော်မူသောအရှင်ဖြစ်တယ်အလိုရှင်မြတ်ရဲ့အင်အားကြီးမှုဟာအတိုင်းအဆမရှိဘူးတိုင်းထွာလို့မရဒါပေမဲ့ကျွန်တော်တို့လူတဘာဝအရာဖန်ဆင်းကန်တွေဟာအင်အားကြီးပြီဆိုလို့ရှိရင်ဗျံပရာလောက်တတ်တယ်အင်အားကိုဗျံပရာသုံးတတ်တယ်ဒါပေမဲ့အလိုရှင်မြတ်အင်အားကြီးမှုကဗျံပရာမဟုတ်ပါဘူးအလ်ဟကီမ်ဆိုတဲ့ပြန်ဂုဏ်တော်နဲ့နာမတော်နဲ့အလိုရှင်မြတ်ကပြန်ပြီးတော့မှဒီအာယတ်တော်ကိုအဆုံးသတ်ထားတယ်ဆိုလို့တဘောကအလိုရှင်မြတ်ရဲ့အင်အားကြီးမှုကအမျိုးအမြင်နဲ့ညီပါတယ်အလ္လာဟ်ရဲ့ဆောင်ရွက်မှုတွေကဉာဏ်အမျိုးအမြင်နဲ့ကိုက်ညီတယ်အလ္လာဟ်ရဲ့ဆောင်ရွက်မှုတွေမှာကြိုးကြောင်းစီလျော်မှုတွေရှိတယ်အလိုရှင်မြတ်ကအင်အားကြီးတဲ့အလျောက်ဗျံမရာဆောင်ရွက်ခြင်းဘာမှမရှိဘူးအလိုရှင်မြတ်ရဲ့အမိန့်ပေးမှုတွေအလိုရှင်မြတ်ရဲ့ဆုံးဖြတ်ချက်တွေအလိုရှင်မြတ်လှုပ်ဆောင်ချက်တွေအားလုံးကအမျိုးအမြင်နဲ့ကိုက်ညီတဲ့လှုပ်ဆောင်ချက်တွေဖြစ်ပါတယ်ဒါကတော့အဓိကဒီအာယတ်ထဲမှာကျွန်တော်တို့ပြောချင်တာကတသက်ခံချက်အလ္လာဟ်တပါးကြီးကပဲခက်ဝကိုးကွယ်မှုခံထိုက်တယ်ဆိုတဲ့ဒီ
ကန္နာကိုတက်သိခံတဲ့နေရာမှာအလ္လာဟ်ကိုတော်ရင်တက်သိခံတဲ့ကောင်းကင်တမန်တွေတက်သိခံတဲ့ပညာရှင်တွေတက်သိခံတာဖြစ်ပါတယ်ဒါကတော့အထောက်ထားတစ်ခုအဲ့တော့ဒီတက်သိခံချက်ကအပိုင်းနှစ်ပိုင်းရှိပါတယ်လာအီလာဟ်အီလ္လာဟ်မှာလာအီလာဟ်အီလ္လာဟ်မှာအပိုင်းနှစ်ပိုင်းရှိတယ်လာအီလာဟဆိုတာလာအီလာဟခေါက်ကိုကိုယ်ကွယ်မှုကိုခံထိုက်သူမရှိဘူးခေါက်ကိုယ်ကွယ်မှုခံထိုက်သူအလင်းမရှိဘူးလုံးဝမရှိဘူးလို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒီပထမတစ်ပိုင်းကခေါက်ကိုယ်ကွယ်မှုဘယ်သူမှမခံထိုက်ဘူးဆိုပြီးတော့ကျွန်တော်တို့ကညင်ရမယ်အီလာလာဒုတိယတစ်ပိုင်းကအလ္လာဟ်ကအလောရှင်မြတ်ကပဲတကယ်စိုးမိုးအုပ်ချုပ်မှုမှာတွဲဖက်ရှင်ဘင်သူမရှိတဲ့ကိုယ်ကွယ်မှုမှာတွဲဖက်ရှင်ဘင်သူမရှိတဲ့အလောရှင်မြတ်တပါးဒီကပဲခေါက်ကိုယ်ကွယ်မှုခံထိုက်တယ်လို့ကျွန်တော်တို့ကပြန်ပြီးတော့အတည်ပြုရအပိုင်းနှစ်ပိုင်းဖြစ်ပါတယ်တစ်ပိုင်းကတော့ခေါက်ကိုယ်ကွယ်မှုကိုဘယ်သူမှမခံထိုက်ဘူးဆိုပြီးညင်ရမယ်နောက်တစ်ပိုင်းကတော့အီလာလာအလောရှင်မြတ်ကပဲခေါက်ကိုယ်ကွယ်မှုကိုခံထိုက်တယ်ဆိုတာကိုကျွန်တော်တို့အတည်ပြုပေးရအဲ့တော့ဒီသက်သေခံချက်ကိုပို့ပြီးတော့မှထင်ရှားစေတဲ့အလိုက်အမိန့်တော်ရှိပါတယ်ကုရ်အာန်ကျမ်းမှာအလ္လာဟ်ရှင်မိန့်တော်မူတဲ့ဝအစ်ကာလအီဘရာဟီမလီအဘီအီဘရာဟီမ်အလိုင်ဟ်ဆလမ်ကမိမိရဲ့ဖခင်ကိုပြောတယ်ဝကောမီဟီမိမိရဲ့ဖခင်မိမိအမျိုးသားတွေကိုပြောပါတယ်အင်နနီဘရာအွမ်မင်မာတအဘူဒွန်အသင်တို့စိတ်ကကိုးကွယ်နေကြတဲ့အရာတွေကနေပြီးတော့မှငါဟာကင်းရှင်းတယ်ငါကအဲ့ဒါတွေနဲ့ဘာမှမသက်ဆိုင်ငါဟာကင်းလွတ်တယ်အဲ့တော့ငါကဘသူ့ပဲကိုးကွယ်တယ်လေအီလလဇီဖတရနီငါကိုဖန်ဆင်းတဲ့အရှင်ကိုပဲငါကိုးကွယ်တယ်ဖအင်နဟူဆယဟဒီန်ထိုအရှင်ကပဲငါကိုလမ်းပြတော်မူမယ်တဲ့အဲ့တော့ဆိုလိုတဲ့သဘောကကျွန်တော်တို့အနေနဲ့အခြားကိုးကွယ်ရာတွေကိုညှင်းရမယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်ဒီနေရာမှာအစ္စလာမ်အလိုင်ဟိဆလမ်ကဘာပြောလဲအင်နနီဘရာအွမ်မင်မာတအဘူဒွန်အတင်ကိုးကွယ်နေတဲ့အရာတွေကနေငါဟာကင်းလွတ်တယ်ကင်းရှင်းတယ်ဆိုလိုတဲ့ဘောကဒါကိုညှင်းတာအလ္လာဟ်ကလွဲပြီးတော့ကိုးကွယ်ခံရတဲ့အရာတွေကိုးကွယ်မှုမခံထိုက်ဘဲနဲ့အလ္လာဟ်လွဲပြီးတော့ကိုးကွယ်ခံရတဲ့အရာတွေကိုညှင်းခြင်းဖြစ်ပါတယ်အီလလဇီဖတရနီအဲ့တော့ကိုယ်ခံထိုက်မှုကိုဘယ်သူအတွက်ပဲအတည်ပြုတယ်လဲဖာတော်ရာနီငါ့ကိုဖန်ဆင်းတဲ့အရှင်အတွက်ပဲအဲ့တော့ဆိုလို့တော့ငါဒီငါ့ကိုဖန်ဆင်းတဲ့အရှင်ကိုပဲငါကိုးကွယ်အဲ့တော့ဒါလာအီလာဟ်အီလာလာရဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့မှထင်ရှားစေတဲ့အာယတ်တော်ဖြစ်ပါတယ်ပြီးတော့အလိုရှင်မြတ်ကကုရ်အာန်ကျမ်းတော်မြတ်ရဲ့တခြားတနေရာမှာဆူရာအလ်အီမရန်ထဲမှာပဲအာယတ်နံပါတ်64မှာအလ္လာဟ်ရှင်ဘာအမိန့်ရှိတယ်ဆိုလို့ရှိရင်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုအဟ်လုလ်ကီတာဘ်လို့ခေါ်တဲ့ကျမ်းရပုဂ္ဂိုလ်တွေကိုဒါဝတ်ပေးဖို့တမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုဒါဝတ်ပေးဖို့တဲ့ဖိတ်ခေါ်ဖို့ပြောကြားဖို့အလ္လာဟ်အမိန့်ရှိပါတယ်ကုလ်အိုတမန်တော်အသင်ပြောပါယာအဟ်လ်ကီတာဘ်အိုကျမ်းရပုဂ္ဂိုလ်တို့တအာလုတင်တို့လာကြအီလာကလီမာစကားတော်တရက်ဘက်ကိုတင်တို့လာကြအဲ့တော့စကားတစ်ခုကိုဖိတ်ခေါ်ခိုင်းတာဖြစ်ပါတယ်အဲ့ဒီစကားတော့အီလာကလီမတင်ဆဝါအင်ဘိုင်နနာဝဘိုင်နကုမ်တို့နဲ့မင်းတို့ကြားထဲမှာတူတဲ့စကားကွာအဲ့တော့ကျွန်တော်တို့နဲ့ရှေ့မှာချမ်းရပုဂ္ဂိုလ်တွေဆိုတာကယေဟူဒီတွေနဆရာနီတွေကိုပြောတာဖြစ်ပါတယ်ယေဟူဒီနဲ့ခရစ်ယာန်ကိုပြောတာဖြစ်ပါတယ်မိုးဘောကချမ်းရခဲ့တဲ့အုပ်စုတွေအဲ့တော့သူတို့နဲ့ကျွန်တော်တို့ကြားထဲမှာတူတဲ့စကားရှိတယ်တဲ့အဲ့ဒီစကားပါလေအလ္လာဟ်နအဘူဒအီလာလာအလ္လာဟ်ရှင်မြတ်ကိုပဲကိုးကွယ်ရမယ်ဆိုတဲ့စကားအလ္လာဟ်ရှင်မြတ်ကိုပဲခောက်ကိုးကွယ်ရမယ်ဆိုတဲ့စကားဒါကကျွန်တော်တို့နဲ့သူတို့ကြားထဲမှာတူတယ်တဲ့ဝလာနုရှရီကဘီဟီရှိုင်အာအလ္လာဟ်ရှင်မြတ်နဲ့တွဲဖက်ရှင်တွဲပြီးတော့ဘယ်အရာကိုမှမကိုးကွယ်ရဘူးဆိုတဲ့စကားအဲ့တော့ဒီစကားဘက်ကိုဖိတ်ခေါ်ခိုင်းတယ်ဆိုလို့တော့လာအီလာဟ်အီလာလာဘက်ကိုဖိတ်ခေါ်ခိုင်းတယ်လို့ဆိုလိုတာဖြစ်ပါတယ်ဝလာယတခီဇဘအဒူနာဘအဒန်အရဘာဘမင်ဒူနီလာအချင်းချင်းတယောက်တယောက်ရပ်အဖြစ်လည်းမတတ်မှတ်ရဘူးရပ်ဆိုတာကတချိန်လုံးကဒီခရစ်ယာန်သာသနာဝင်တွေမှာယေဟူဒီသာသနာဝင်တွေမှာဘာရှိလဲဆိုလို့ရှင်သူတို့ရဲ့ဟာလာတရားဓမ္မဆရာတွေသူတို့ရဲ့ပညာရှင်တွေဂျန်ဒတ်တွေကဘာကိုဟလာလလုပ်တယ်လဲအဲ့ဒါကိုဟလာလို့ပြောလိုက်တယ်ဘာကိုဟရမ်လုပ်တယ်လဲအဲ့ဒါကိုဟရမ်လို့ပြောလိုက်တယ်အလ္လာဟ်ရှင်ဟလာမလုပ်ဘဲနဲ့သူတို့ရဲ့ဆရာတွေသူတို့ရဲ့ဓမ္မဆရာတွေပြောကြတဲ့အတိုင်းသူတို့ကဟလာလို့ပြောလိုက်တယ်အလ္လာဟ်အမိန့်မရှိဘဲနဲ့သူတို့ရဲ့ဓမ္မဆရာတွေနောက်ကိုပဲတည်တံ့လိုက်ကြတာဒါကလည်းရပ်အဖြစ်ဟာလာကိုးကွယ်ရအဖြစ်တတ်မှတ်တယ်လို့ဖြစ်သွားတာဖြစ်တဲ့အတွက်အလိုရှင်မြတ်ကတားမြစ်တာဖြစ်ပါတယ်ဝလာယတခီဇဘအဒူနာဘအဒန်အရဘာဘမင်ဒူနီလာအလ္လာဟ်ကလွဲပြီးတော့မှရပ်အဖြစ်အချင်းချင်းမတတ်မှတ်ရဘူးတဲ့ဖအင်တဝလောအကယ်၍အဲ့ဒီယေဟူဒီတွေခရစ်ယာန်တွေအကယ်ညင်းမယ်ဆိုရင်ဟာလာနဆရာနီတွေအနေနဲ့ညင်းလိုက်မယ်ဆိုရင်လွဲဖယ်သွားမယ်ဆိုလို့ရှိရင်ကြောက်ခိုင်းတော့မယ်ဆိုရင်ဖကူလူအတင်းတို့ပြောကြပါအရှဟဒူမင်းတို့တက်တည်ခံကြကွာဘီအန်နာမွတ်စလီမွန်တို့ကတော့အမိန့်နာခံတဲ့မွတ်စလင်တွေဖြစ်ပါတယ်ငါတို့ကတော့ဒီစကားကိုလက်ခံတယ်ဆိုလို့တဲ့ဘောလာအီလာဟ်အီလာလာကိုငါတို့လက်ခံတယ်အချင်းချင်းရပ်အဖြစ်လဲငါတို့မတတ်မှတ်ကြဘူးအဲ့တော့လာအီလာဟ်အီလာလာဘက်ကိုတက်တည်ခံခံခြင်းဖြစ်ပါတယ်လာအီလာဟ်အီလာလာကိုဖိတ်ခေါ်တာဖြစ်ပါတယ်အဲ့တော့လာအီလာဟ်အီလာလာပထမမှန်တိုင်း
လာအီလာဟ်အီလ္လာဟ်မုဟမ္မဒ်ရဆူလုလ္လာဟ်ဟာလာကျွန်တော်တို့ပြောတယ်အရှဟဒူအလ္လာအီလာဟ်အီလ္လာဟ်ဝအန်နမုဟမ္မဒန်ရဆူလုလ္လာဟ်အဲ့တော့မုဟမ္မဒ်ရဆူလုလ္လာဟ်ဆိုတာကတမန်တော်ကြီးဆလ္လာလ္လဟ်အလัยဟိဝါစလမ်ကအလ္လာဟ်ဘက်ကနေဆလွတ်ခံရတဲ့စေတမန်ဖြစ်တယ်ဆိုတာကိုသက်သေခံခြင်းဖြစ်တယ်အဲ့တော့လာအီလာဟ်အီလ္လာဟ်ပြောတယ်လို့ပဲမုဟမ္မဒ်ရဆူလုလ္လာဟ်ကိုလည်းကျွန်တော်တို့ကယုံကြည်ရမှာဖြစ်တယ်အဲ့တော့တမန်တော်ကြီးဆလ္လာလ္လဟ်အလัยဟိဝါစလမ်ကအလ္လာဟ်ဘက်ကနေဆလွတ်ခံရတဲ့စေတမန်ဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့မှအလောရှင်မြတ်ကဆူရာတောဘာထဲမှာမိန့်တော်မူတယ်လကဒဂျာအကုမ်ရဆူလွန်မင်အန်ဖူစီကုမ်တင်တို့ထံကိုဆိုလို့တပါမင်းတို့စီကိုတဲ့မင်းတို့တဲ့ရဆူလ်တမန်တော်တပါရောက်ရှိလာခဲ့ပြီအဇီဇွန်အလိုင်ဟီအဲ့ဒီရဆူလ်တမန်တော်ပေါ်မှာလေးလံနေပြင်းထန်တယ်မာအနစ်တုမ်အသင်တို့ကြုံတွေ့ရတဲ့ဒုက္ခတွေဟာတမန်တော်ပေါ်မှာလေးလံတယ်ဆိုလို့တပါတမန်တော်ကကျွန်တော်တို့ဒုက္ခရောက်တော့မလိုလားဘူးကျွန်တော်တို့ဝင်ပြီမှမလိုလားဘူးကျွန်တော်တို့ဟာလာဒုက္ခဆင်းရဲတွင်ထဲမှာကြာရောက်မှတမန်တော်ဟာမလိုလားဘူးတဲ့ဟာရီဆွန်အလိုင်ကုမ်ကျွန်တော်တို့ပေါ်မှာအယံကိုတတ်မဲ့တယ်ဆိုတော့ကျွန်တော်တို့ပေါ်မှာကျွန်တော်တို့ပတ်သက်ပြီးကောင်းခြင်းကိုပဲလိုလားတယ်ကျွန်တော်တို့အောင်မြင်သွားမှာကိုလိုလားတယ်ကျွန်တော်တို့ဂျန်နတ်ရောက်ရှိဖို့ကိုလိုလားတယ်ကျွန်တော်တို့ဂျဟန်နမ်ကနေကင်းဝေးသွားဖို့ကိုလိုလားတယ်တဲ့တမန်တော်ဆိုအယံကိုလိုလားတယ်တမန်ဟာရီစ်အယံကိုတတ်မဲ့တယ်တဲ့ကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့ဘီလ်မူမီနီနာရအူဖ်ရဟီမ်မုအမင်တဝင်ကြည်သူတွေကိုလည်းမုအမင်တဝင်ကြည်သူတွေနဲ့ပတ်သက်ပြီးတော့အမတန်ကိုနူးညံ့သိမ်မွေးတဲ့သူအမတန်ကိုတနာကျင်လာတဲ့သူလည်းဖြစ်ပါတယ်ဒါကတမန်တော်ဆလ္လာလ္လဟ်အလัยဟိဝါစလမ်ကအလ္လာဟ်ရဲ့ရဆူလ်ဖြစ်တယ်ဆိုတဲ့ဟာလာအထောက်အထားဖြစ်ပါတယ်အလ္လာဟ်ဘက်ကနေဆေလုခံတဲ့ရဆူလ်တမန်တော်ဖြစ်အဲ့တော့မုဟမ္မဒ်ရဆူလုလ္လာဟ်အဲ့တော့ဒီမုဟမ္မဒ်ရဆူလုလ္လာဟ်ဆိုတဲ့အပိုင်းကိုကျွန်တော်တို့ဟာလာတသိခံတယ်ဆိုတဲ့သဘောကပါလေအဓိပ္ပာယ်ပါလေတမန်တော်ဟာရဆူလ်တမန်တော်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဟာယုံကြည်တဲ့တသိခံတယ်ဆိုတာကတမန်တော်အမိန်ပေးတာကိုနာခံမယ်လို့ပြောလိုက်တာဖြစ်ပါတယ်အဲ့တော့အလ္လာဟ်ဘက်ကလာတဲ့ရဆူလ်ဆိုတော့ဒီရဆူလ်အမိန်ပေးတော့ကျွန်တော်တို့နာခံရမယ်အဲ့တော့မုဟမ္မဒ်ရဆူလုလ္လာဟ်လို့ရွတ်လိုက်ပြီဆိုရင်ဒါကိုတော်အမိန်ပေးတော့နာခံမယ်လို့ကျွန်တော်တို့သက်သေခံလိုက်တာကိုတော်သတင်းပေးတာတွေကိုယုံကြည်ထောက်ခံမယ်ကိုတော်အကွယ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောပြနေတယ်ဒါတွေကိုယုံကြည်မယ်ထောက်ခံမယ်ကျွန်တော်တို့အနေနဲ့ကိုတော်တားမြစ်တာတွေကိုရှောင်ကျင်မယ်သတိပေးတာတွေကိုကျွန်တော်တို့ရှောင်ကျင်အဲ့လိုပဲအလ္လာဟ်ရှင်မြတ်ကိုအရေးကြီးဆုံးကဏ္ဍဒါကဘာလဲဆိုလို့ရှိရင်အလ္လာဟ်ရှင်မြတ်ကိုကျွန်တော်တို့ကိုးကွယ်တဲ့နေရာမှာလာအီလာဟ်အီလ္လာဟ်ကိုအကောင်းနဲ့ပေါ်တဲ့နေရာမှာအလားတပါးဒီကိုပဲကိုးကွယ်တဲ့နေရာမှာတမန်တော်ပြဋ္ဌာန်းထားတဲ့ပုံစံတိုင်းပဲခဝတ်ကိုးကွယ်ခြင်းဖြစ်ပါတယ်အဲ့ဒါမှပဲအလ္လာဟ်ကိုကိုးကွယ်တဲ့နေရာမှာတမန်တော်ပြဋ္ဌာန်းတဲ့အတိုင်းပဲကိုးကွယ်မယ်ဆိုမှကျွန်တော်ကမုဟမ္မဒ်ရဆူလုလ္လာဟ်ကိုတက်တည်ခံရရောက်မှာဖြစ်ပါတယ်အလ္လာဟ်ကျွန်တော်တို့အားလုံးကိုလက်တွေ့ကျင့်သုံးနိုင်တဲ့တောဖီက်ဆောင်အားချီးမြှောက်ပါစေဝါခီရူဒအဝါနာအန်အလ်ဟမ်ဒူလ িল্লাহি ရပ်ဘ်အလ်အာလမင်